Yoမျက်လုံးဖွင့်လိုက်မှတရားကိုမြင်ဒီခေတ်ကြီးရဲ့တန်ဘွားရီမရှင်းဖိတ်တွေနဲ့ပြည့်ရောင်ဆောင်နေများငါရစကားရှင်းမထဲကိုထိုးပေါ်သွားရစီဝိုင်းနဲ့ရှင်းတဲ့မှုကြံဝေကချစေလုံးကတက်လက်ထဲမှာရှိတဲ့ပတ်စံတန်မိုးကလေးဖြတ်လောက်ကန်ရှာရုံကန်နေတဲ့လူများအိမ်မက်တွေမေးဘောဆက်ဖို့ငါပါလူငယ်တွေအားလုံးပြေပေါက်ကိုပဲထွက်ဒီခေတ်ကြီးထဲမှာနာကတ်တွေမထွက်ရတိုင်းစင်ကိုင်လေးပညာမရှိသူတက်တရားသာတွေမရှိတရားမှုနဲ့ဖက် social media ပေါ်မှာပျော်ရွှင်နေတာရကင်မရာနဲ့နောက်ပဲမျက်ရည်တွေကတာရဟတ်ဆာမှုတွေများရှုံခြင်းမှုကလည်းပြောက်ဒီလိုပဝန်းကျင်စိတ်တောက်တွေနဲ့ပြောက်စီချက်ကကြမ်းနဲ့ကျန်းစာ flow နဲ့ဆိုအကောင်းတာတွေကင်မတရားကူတာလို့ဒီခေတ်ကြီးရဲ့တန်လူတွေကနာကျင်အတိုးရဲ့တန်ဘူးမှမပိတ်နိုင်ရဲ့စီချက်ကကြမ်းနဲ့ကျန်းစာ flow နဲ့ဆိုအကောင်းတာတွေကင်မတရားကူတာလို့ဒီခေတ်ကြီးရဲ့တန်လူတွေကနာကျင်အတိုးရဲ့တန်ဘူးမှမပိတ်နိုင်ရဲ့